ရှေးအခါဘာယာနတိပြည်မှာတထေးတယောက်ရှိတယ်။တထေးမှာသားတယောက်ရှိတယ်။သားဖြစ်သူကတထေးသားပြီးအပျော်ကျူးတယ်။အပေါင်းအသင်းရောင်းရင်းနေနဲ့အရက်သေးတာတောက်ခါထင်ရဆိုင်နေတတ်တယ်။ကုသိုလ်ကောင်းမှုတွေကိုမေ့လျော့နေတယ်။တထေးရတော့သူတော်ကောင်းသိရှိရမို့ကုသိုလ်ကောင်းမှုတွေကိုနေတင်လုပ်တယ်။မကောင်းတဲ့အကုသိုလ်လုပ်တွေကိုရှောင်ရှားလေရှိတယ်။ဒီလိုနဲ့တထေးသေးလိုတဲ့အခါနတ်ပြည်မှာတရားမင်းဖြစ်သွားတာပေါ့။ကြံရစ်တဲ့သားဟာဖခင်ကြီးမရှိတော့တဲ့နောက်ပိုင်းမှာအထိန်ကိုမရှိတော့ပဲပိုပြီးဗျံပဓာတွေဖြစ်လာတယ်။ဖခင်ကြီးခြံထားခဲ့တဲ့ဥစ္စာပစ္စည်းတွေကိုတိုးပေါအောင်မလုပ်နိုင်တော့ဘူး။တုံးဖြုံပစ်တယ်။သူ့ရဲ့အပေါင်းအသင်းရောင်းရင်းနေနဲ့ဝိုင်းဖွဲ့ပြီးအရက်တီသားတွေကိုနေရောညပါတောက်စားမှုရင်နေတော့တယ်။ငွေရှိနေတော့လေသူ့လိုလိုက်ပြီးသူခိုင်းရလုပ်ပေးမဲ့သူတွေကလည်းပေါ်မှာပေါ်ပေါ့။ဒီအခါမှာတထေးသားအဲ့ဒီလူတွေကိုငွေတွေမတန်တဆချီးမြှင့်တယ်။ငွေကိုတုံးတယ်ဖြုံးတယ်ပျော်ပါတောက်စားတယ်ဝဲကျင်တာတွေကိုဝဲစားကျင်တာတွေကိုစားသွားကျင်တဲ့နေရာကိုသွားပြီးအတိုင်းစားမရှိသုံးဖြုံးနေတော့တဲ့ဒီလိုနဲ့မကြခင်မှာတထေးသားရဲ့ဥစ္စာပစ္စည်းတွေဟာတဖြည်းဖြည်းရောပါလာတယ်အဲ့ဒီနောက်မှာတော့ဥစ္စာပစ္စည်းတွေဟာလုံးဝကုန်ခန်းသွားပါတယ်ဒီလိုနဲ့တထေးသားဆင်းရဲမွဲတွေသွားတယ်တထေးသားဆင်းရဲမွဲတွေသွားတဲ့အခါသူ့နားမှာကက်ရက်တောက်စားနေတဲ့သူတွေတယောက်မှမရှိတော့ဘူးလမ်းတွေ့ရင်တော့သူ့ကိုဖမ်းမလို့ကြတော့ဘူးရှောင်ဖယ်သွားကြတော့တယ်တဲ့ဒီလိုနဲ့တထေးသားကတယောက်တည်းဆင်းရဲဒုက္ခတွေရောက်နေရှာတာပေါ့တသက်လုံးသုံးဖြုံးလာတဲ့တထေးသားဆိုတော့လေပတ်စံမရှိတဲ့အခါမနေတတ်မထိုင်တတ်နဲ့ဒုက္ခဆင်းရဲတွေရောက်နေရတာပေါ့ဒီအခါမှာတရားမင်းဖြစ်နေတဲ့ဖခင်တထေးကြီးကလူပြည်မှာကြံခဲ့တဲ့သူ့သားမရဲ့အဖြစ်ကိုမကြည့်ရနိုင်တော့ပဲလူပြည်ကိုဆင်းလာခဲ့တယ်ပြီးတော့လိုတရအိုးလေးတစ်လုံးကိုဖန်ဆင်းပြီးသားဖြစ်သူကိုပေးတယ်ချက်သားဒီအိုးဟာလိုတရအိတ်စာစရာအိုးဖြစ်တယ်။ဒီအိုးရှိနေသမျှမင်းလိုချင်တာတွေအကုန်ပြေဆုံးလိမ့်မယ်။ဒါပေမဲ့ဒီအိုးကိုတော့မကွဲအောင်တတိထားပြီးကင်တွယ်စောင့်ရှောက်ရလိမ့်မယ်။ဒါကြောင့်ဒီအိုးကိုကောင်းကောင်းထားကောင်းကောင်းစောင့်ရှောက်ဒီအိုးဟာမင်းရဲ့ဘဝပဲ။ဒီအိုးကွဲသွားရင်တော့မင်းဘဝလည်းပျောက်ကွယ်ပျက်စီးရလိမ့်မယ်လို့တို့မှာကြပြီးနတ်ပြည်ကိုပြန်သွားတာပေါ့။တထေးသားဟာလည်းလိုတရအိတ်စာစရာအိုးရဲ့အစွမ်းနဲ့ပြန်ပြီးချမ်းသာလာခဲ့တယ်။မပူပင်မတောင်းတရတဲ့ဘဝနဲ့ပြန်ပြီးနေနိုင်လာတာပေါ့ဒီလိုအခြေအနေတွေကောင်းမွန်ပြည်စုံလာတဲ့အခါတထေးသားရဲ့ဇာတိပြန်ပြလာတယ်အရက်သေးသားတွေပြန်ပြီးတောက်စားတယ်အပေါင်းအသင်းတွေနဲ့အပျော်ပါးတွေရှာတယ်တထေးသားပတ်စံရှိလာတဲ့အခါသူ့ရဲ့အပေါင်းအသင်းတွေလည်းသူ့အနားမှာဝိုင်းအောင်လာကြတာပေါ့ဒီလိုနဲ့တထေးသားအရက်သေးသားတွေအလွန်ကျွန်းတော့အပျော်တွေကျူးရင်တတိလက်လွတ်တွေဖြစ်လာတယ်လိုတရအိုးရဲ့အစွမ်းနဲ့လိုသမျှရနေတော့သူ့ကိုယ်သူလည်းမန်နေတက်လာတာပေါ့ဒီဝါလောကကြီးမှာငါလိုလူဘယ်သူရှိလဲကွဘယ်သူမှမရှိနိုင်ဘူးငါတရားမင်းရဲ့သားပဲဟောဒီမှာကြည်သာဒီအိုးကိုနည်းနည်းရအိုးများမှတ်လားလိုတရအိတ်စာစရာအိုးလို့ခေါ်တယ်လိုချင်တာမှန်သမျှအကုန်ရနိုင်တဲ့အိုးမမြင်ဘူးရင်လာကြည့်ကြတရားမင်းကိုယ်တိုင်တော့ငါ့ကိုလာပေးသွားတာတရားမင်းဆိုတာလဲကျုပ်ရဲ့အဖေတထေးကြီးပဲလို့အော်ဟစ်ပြောဆိုပြီးလိုတရအိတ်စာစရာအိုးကိုလေထဲမှာပြစ်မြောက်စော်ကစားနေတော့တယ်ဒီလိုအိုးကိုလေထဲကိုပြစ်လိုက်လက်နဲ့ပြန်ဖမ်းလိုက်လုံနေရင်တစ်ချိန်မှာတော့မူးရစ်နေတဲ့တထေးသားအိုးကိုမဖမ်းနိုင်ပဲဖြစ်သွားတယ်။ဒီအခါမှာလိုတရအိတ်စာတရားအိုးဟာမြေပြင်ပေါ်ကိုပြုတ်ကျပြီးကွဲကြည်သွားတော့တယ်။လိုတရအိတ်စာတရားအိုးကွဲကြည်ပြီးသွားတဲ့အခါမှာတထေးသားပြန်မွဲလာတယ်။ဒီလိုတထေးသားမွဲသွားတဲ့အခါသူ့ရဲ့အနားမှာရှိနေတဲ့ပေါင်းတင်တွေကလည်းတထေးသားကိုစွန့်ခွာသွားကြပြန်တယ်။ဒီလိုနဲ့တထေးသားဟာကိုရာတွေမဲ့စားရတောက်ရမယ့်ဘဝနဲ့အဆောက်အုံတစ်ခုရဲ့နိုင်ရန်မှာမိရင်တည်ဆုံးသွားတော့တဲ့ကွယ်ဒီပုံပြင်လေးကနေရရှိနိုင်တဲ့သင်ခန်းစာကတော့အရက်သေးတာတောက်စားမှုရဲ့တက်ခြင်းနဲ့အပျော်ပါးကိုအလွန်ကြုံမမောခြင်းဟာဘဝပျက်စီးနိုင်တယ်ဆိုတာပါပဲ။